အကိုတတိယလာပြီလားယင် အမေ तू ကဘာလုပ်လဲ တားရင်နိုင်မှုဖြစ်တော့သူကလိုက်ဖို့ပြီးလို့ပေါ့တားရဲ့မဟုတ်ရင်တားကိုအခုလိုမျိုးအမေတွေးရမယ်မထင်ဘူး ကျေးဇူးပါဗျာဒါနဲ့နာမည်က ဟိုရဲလေးမောင်ပါဗျ ဟုတ်ကဲ့ဗျ အဲ့လိုနဲ့ဆေးရုံမှာတစ်လလောက်နေပြီဆေးရုံဆင်းရပါပြီ အကိုရေအကို ဗျာဟုတ်ပြောလေဘာလို့လဲ ဟိုအကိုဒီတစ်ပတ်တနင်္ဂနွေအားလား အားပါတယ်ဗျဘာမှဖြစ်လို့လဲ ဟိုလေဟိုအကိုနဲ့ရှောက်လိုက်ရလို့ရမလားယင် ရပါဗျာဒါလေးများရဲပြောရနေရပဲဟုတ် ဟဲ့ညီကကြောက်လို့ပါဘာလဲအကိုကညှိုးညင်တာလား မဟုတ်ရပါဘူးဗျာညီတဘော ဟုတ်ကဲ့အကိုဟိဟိ အဲ့လိုနဲ့ရှောင်းလို့ကြပါတယ်အမမထင်ပဲဝနာတို့လေးပြောနဲ့စုံပါတယ် ဘာလဲကွာကခင်ဗျားကကျွန်တော်နှစ်ပလဲဟိုတော့မလာရအောင်အရင်စိတ်ထိခိုက်သွားလားဟာ ဟမ်မင်းထင်တာတွေပဲပြောနေလို့ဝါပြီလားမိတ်ဆက်ပါအောင်မယ်ဒါကငါကောင်လေးပဲ အဲ့လိုပြောကရဲလေးမအားဖလိုက်သည် ထားပါတော့လေခွင့်ပြုပါအောင်ကိုကကောင်းမင်းတဲ့ အဲ့လိုပြောကထွက်သွားကြသည် ဟမ် तू ကဘာတူလဲဘာလို့ညီကောက်ဖားတာလဲအကိုက ရဲလေးမပြောလို့မပြီးသေးခင်အာကမသူနှခမ်းအားနမ်းလိုက်သည် ကဲစကားတော်တော်များတာပဲ ဟမ်အကိုဘာလုပ်တာလဲ ကိုမင်းကိုချစ်တယ်နောက်ပြီးမင်းရဲ့နာမည်ရဲလင်းမောင်မလို့မောင်လို့ခေါ်မယ် ဗျာအကိုတကယ်ပြောရလားယင်ကျွန်တော်အကိုစတွေ့တဲ့ချင်းနေမိတာဒါပေမဲ့အကိုကတီတီတက်ထိုင်ဆိုကြောက်တာပေါ့ ဟောမောင်ရဲ့ကိုကအဲ့လောက်တောင်ကြောက်ဖို့ကောင်းလို့လား အဲ့လိုပြောပြီးဆွဲဖက်လိုက်သည်နောက်ဆုံးတော့အာကတရားသူချစ်ရတဲ့သူထက်သူ့ကိုချစ်တဲ့သူပဲရွေးချယ်လိုက်သည်